ဒါကတော့လွန်ခဲ့တဲ့3လကျော်ကကျွန်တော်ဘင်းကြီးမှာကျွန်တော်ဘင်းကြီးစစ်ပါလို့เนาะအဲ့ဒီအချိန်တော့ရီးစားရှိတယ်ပေါ့ဗျာရီးစားရှိတော့ရီးစားလေးစားကျင်သမျှပါဇက်ကရွတ်သမျှတွေအကုန်လုံးကိုအလိုလိုက်အကြိုက်ဆောင်ပြီးတော့မှကျွေးသူစားကျင်တာတွေကျွေးတယ်ကိုလည်းလိုက်စားတယ်သူမကုံတာတွေလည်းစားတယ်သူကျန်တာတွေလည်းစားတယ်အဲ့လိုနဲ့ဒီခန္ဓာကိုယ်ရုပ်ပိုင်ဆိုင်နေတာပေါ့လေဒီလိုနဲ့ဘဝထဲမုံတိုင်းဝင်ပြီးတော့မှကျွန်တော်တယောက်တည်းလဲပြဖြတ်တန်းရုန်းကန်နေရတဲ့ကာလတွေပေါ့လေဒါတွေနောက်ပိုင်းကျွန်တော်အိမ်မှာတယောက်တည်းစိတ်တွေတည်ငြိမ်ဖို့အတွက်ကျွန်တော်မအားအောင်နေတယ်ပေါ့နော်လိုအပ်တာတွေဝယ်တယ်ဖြည့်တယ်နောက်ဆုံးဘာမှလုပ်စရာမရှိရင်ကျွန်တော်တီးထားတဲ့လေ့ကျင့်ခန်းလေးတွေတက်နိုင်တဲ့လောက်လုပ်တယ်ထမင်းစားဖို့အတွက်ဆိုလို့ရှိရင်ဟင်းအတွက်ပါဈေးသွားပြီးဝယ်ရပြူရချက်ရပြူရလောက်ရမှာဆိုတော့ကျွန်တော်ဒီချက်ဥပြုတ်ရယ်ပြောင်းဘူးကစွန်းဥအဲ့ဒါတွေပဲနေတိုင်းလိုစားပြစ်တယ်ပေါ့နော်2လလောက်ကြာသွားတယ်အဲ့နောက်ပိုင်းကျွန်တော်ကဒီအပြုတ်တွေစားပြီးလို့နိုင်ဝက်လောက်နေကျွန်တော် coffee ဒီပြူရပေါ့နော်တကြားမပါတဲ့ coffee တစ်ခွက်တောက်တယ်အဲ့ဒီလိုနဲ့ပဲဒီလိုခန္ဓာကိုယ်ကနေအခုလက်ရှိကျွန်တော်ဒီလိုခန္ဓာကိုယ်လေးဖြစ်သွားတာပေါ့နော်အရင် perfect ဖြစ်နေတော့မဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်ဝိတ်ကြတော့တဲ့အကြောင်းလူတွေအများမေးကြလို့ပြောပြတာပါ